Hello guys ကျမကတော့ Kiki ပဲဖြစ်ပါတယ်အခုဆုံးမနေရတော့ပြမွေးမြူရေးနဲ့ပန်းဆိုင်ခင်လေးဖြစ်ပါတယ်ဒီကတော့ကျမရဲ့ပန်းဆိုင်ခင်လေးပါလမ်းတိတ်မကောင်းလို့ပါတိတ်မပေါ်ပါဘူးအပြင်မှာတော့ပြတော့ခံရပါမယ်ဒီကိန်းမှာတော့ဒီတိုင်းနေတယ်ပြမတော့ခံရပါဘူးဒါပေမဲ့အပြင်မှာတော့လူကြီးမင်းတို့ပြတော့ခံရမှာဖြစ်ပါတယ်လာရတဲ့အော်တိုလုံးနေရပဲမိုးကလည်းရွာလာလည်းမကောင်းဒီလေးကိုပြထုတ်လို့မှာဖြစ်ပါတယ်ပါကောင်လေးလေပါကောင်လေးလေပါကောင်လေးလေပြတဲ့ငါတခြားမြင်လိုက်ရအောင်ဟာနောက်တစ်ခုပြထုတ်ပါမယ်ပါကောင်လေးလေပါကောင်လေးလေပါကောင်လေးလေပါပြရအောင်ပြလေးဖြစ်ပါတယ်ဒီမှာပဲမမရစကင်းပါတယ်မပြားရည်တွေဘယ်လောက်ရလဲဆိုတာယူပါမယ်ယူပါမယ်ဆောင်းလေးဖြစ်နေအမေပူကြီးရတယ်ကွာကဲဘာရောက်မှဖြစ်ပါတယ်ပတ်စံအများကြီးရတယ်ကွာဒီတော့ပန်းလေးဝင်မှဖြစ်ပါတယ်ဒီကြပန်းလေးယူပါမယ်ပြီးတော့ဒါရမရသေးဘူးဟာဒီကြပန်းမထည့်ယူလိုက်မယ်ကွာညတုံလာနေရတာပြန်သွားမှာမယ်ဆက်လာရပါပြီဒီမှာပြတ်ထုတ်မှာဖြစ်ပါတယ်ပါကောင်လေးလေပါကောင်လေးလေဝိဝါစိုက်ပြီးမှဖြစ်ပါတယ် sunflower မနီကြပန်းတွေကနေမီးကိုမျောတယ်ငါတို့ချစ်တဲ့သူကိုမျောတယ်ပြားရထယူပါဖြစ်ပါတယ်ဆောင်းကြီးကွာလောဆယ်တော့သူများ channel ကိုသွားဝင်မှွေမှာဖြစ်ပါတယ် let's go ဒီကနေစဝင်မှွေကြည့်ပါမယ်မလေးအမြင့်ကြီးပဲလှလိုက်တာကြာပန်းလေးတွေကဝေးဝေးဆဆာနဲ့ကွဝင်မှွေပြီးကြည့်ပြီးပြီဆိုတော့နောက်တစ်ချန်သွားပါမယ်အကြီးကြီးပဲကွာမြေကြီးပဲလှလိုက်တာနှင်းစီပန်းကြီးဒီမှာကျူလေးအကျဆုံးပန်းလေးပေါ့ဒါပေမဲ့ဒီများချန်ကဟာကြီးနောက်တစ်ချန်သွားဝင်မွေကြည့်ပါမယ်ဒါကိုရဲ့ချန်ရှိတော့ဦးဟာကိုချန်ကိုပြန်ဝင်ပါမယ်ပြားထုတ်လို့ပါမယ်ပါကောင်လေးလည်းဝိပါကောင်လေးလည်းဝိပြားလေးမဆင်းကြီးလို့ရှိရင်ပန်းဆိုင်လို့ရပါတယ်
ကိုရအပြင်မှာစားလို့မရလို့ဒါအထဲမှာဒီဂိမ်းထဲမှာလာစားတာဖြစ်ပါတယ်ရပုံတက်မယ်ရှုမယ်အနည်းဆုံးလို့ရောက်သွားပါပြီရတယ်အများကြီးပဲအပြင်မှာဆိုငါတို့တော်တော်တုတ်ခံရမှာစိမီကဲဗီဒီယိုကဒီလောက်နဲ့ပဲဆုံးသက်ပါမယ်ဒီမှာရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့တရားချင်းကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ဒီမှာရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်နော်ဗီဒီယိုမှာမှားပါရင်ခွင့်လွှတ်ပါအတန်းဆိုရှင်လည်းတီးကန်ပေးပါနောက်မှတွေ့မယ် see you bye bye